အနေနဲ့ခံခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးကတော့အဲ့ဒီနှစ်မျိုးတည်းတင်မဟုတ်ပါဘူးခင်ဗျာခန္ဓာကိုယ်အတွက်အမှန်တကယ်အကျိုးပြုပြီးတော့မရှိမဖြစ်လိုအပ်နေတဲ့သွေးနဲ့လေရဲ့လှည့်ပတ်မှုအရှိန်အဟုန်တစ်ခုကိုရရှိဖို့အတွက်ယခုလက်ရှိအနေအထားကနေပြီးတော့ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာရှိသောအချိန်ခါသမယလေးမှာစွမ်းကြော်ကြ Blast and Air Balance Service ဝန်ဆောင်မှုလုပ်ငန်းကနေပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကာရဝပြုရပါတယ်ခင်ဗျာစွမ်းကြော်ကြဆိုတာကကျွန်တော်ရဲ့ Blast and Air Balance Service ဝန်ဆောင်မှုလုပ်ငန်းရဲ့နာမည်ဖြစ်တယ်လို့ကျွန်တော်ရဲ့ Facebook page နာမည်ကျွန်တော်ရဲ့ TikTok account နာမည်ကျွန်တော်ရဲ့ YouTube channel ရဲ့နာမည်လည်းဖြစ်ပါတယ်ခင်ဗျာစိုင်းကောင်းခန့်ဆိုတာကတော့ကျွန်တော်ရဲ့နာမည်ဖြစ်တယ်လို့เนาะကျွန်တော်ရဲ့လူနာမည်ဖြစ်တယ်လို့ကျွန်တော်ရဲ့ Facebook account နာမည်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Blast and Air Balance Service လို့ခေါ်တဲ့သွေးနှိလေကိုမျှတစေသောဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေသူတယောက်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရဲ့လမ်းနဲ့အန်ရှယ်စတိုင်နဲ့မျှဝေထားတဲ့ဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့မိတ်ဆွေနဲ့လူငယ်ကအနည်းပညာကိုအသုံးချပြီးတော့ဝင်ငွေလမ်းကြောင်းတစ်ခုကိုရှာဖွေလို့ဒီဖြစ်စေနော်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့မိမိချစ်ခင်ရတဲ့မိသားစုအပါအဝင်ပတ်ဝန်းကျင်ကလူတွေရဲ့ကျမ်းမာရေးကိုအနည်းပညာနဲ့အထောက်အကူပြုလို့ဒီဖြစ်စေနောက်ပြီးတော့စေဝမပါတက်ဆာမပေးဘဲနဲ့လက်ချီတက်တက်တာခြေပလာနဲ့နော်လူကျမ်းမာရေးကိုများစွာအထောက်အကူပြုတဲ့ပြန်တဲ့တစ်ခုကိုလေ့လာလို့ဒီဖြစ်စေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဆုံးအောင်ကြည့်ပေးပါခင်ဗျာကျမ်းမာရေးအထောက်အကူပြုအနှိပ်ပညာသို့မဟုတ်သွေးနှင့်လေကိုမျှတစေသောကုထုံးဝန်ဆောင်မှု Blast and Air Balance Service နဲ့ပတ်သက်ပြီးတော့မဖြစ်မနေသိရှိထားရမယ်အချက်လက်တွေဖြစ်တဲ့အနှိပ်ပညာကလူကျမ်းမာရေးကိုအကျိုးပြုအောင်ပြုနည်းတွေဘာဖြစ်ရင်ဘယ်လိုနှိပ်ရမယ်ဆိုတာတွေနဲ့ကျမ်းမာရေးကောင်းကျင်သူတွေအနေနဲ့မရှိမနေသိရှိထားရမယ်အချက်လက်တွေဖြစ်တဲ့သွေးနဲ့လေရဲ့လှည့်ပတ်မှုအပါအဝင်လူခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုအဓိကကြိုးကင်ချဲ့လဲနေကြတဲ့ဓာတ်သဘာဝကြီးများရဲ့အချင်းချင်းအပြန်အလှန်ပတ်သက်ဆက်နွယ်မှုများနဲ့ဆောင်းရံရှောင်းရံအချက်လက်များကိုကျွန်တော်ရဲ့တင်ဆရာမြင်ဆရာကြားဆရာများရဲ့တင်ကြားပို့ချချက်များနဲ့ကျွန်တော်ရဲ့စာရေးလက်တွေ့လေ့လာမှုများကိုအခြေခံပြီးတော့ပြုလုပ်ထားတဲ့ Learning and Sharing Style Video File လေးများကိုအခါအားလျော်စွာ social media platform တွေမှာမျှဝေသွားမှာဖြစ်တဲ့အတွက်ကြောင့်အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေနဲ့လူငယ်ကကျွန်တော်ရဲ့ဗီဒီယိုကို Facebook account ကနေပြီးတော့ကြည့်နေတာဆိုရင်လည်း like and share လုပ်သွားပေးပါfriend မဖြစ်သေးဘူးဆိုရင်တော့ friend အပ်ပေးပါခင်ဗျာ Facebook page ကနေကြည့်နေတာဆိုရင်လည်း like and share လုပ်ပြီးတော့follow လေးကိုတစ်ချက်နှိပ်ပေးသွားပါခင်ဗျာနောက်ပြီးတော့ TikTok ကနေကြည့်နေတာဆိုရင်လည်းအပေါင်းနှိပ်အသေးပေးပြီးတော့ညာကောင်းလေးကိုနှိပ်သွားပေးပါ comment ကတော့အချိန်ရရင်တော့ comment တော့ရေးသွားပေးပါနောက်ပြီးတော့ YouTube channel ကကြည့်နေတာဆိုရင်လည်း subscribe ဆိုတဲ့စာတန်းလေးနဲ့ notification ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်သွားပေးပါခင်ဗျာဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေရဲ့ဘက်ကအဲ့ဒီလိုလုပ်ပေးတော့မှနောက်ထပ်အသစ်တော့ကျွန်တော်ထပ်တင်တဲ့ဗီဒီယိုဖိုင်တွေကမိတ်ဆွေနဲ့လူငယ်ရဲ့ဖုန်းထဲကိုအလွယ်တကူရောက်ရှိလာမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်မျှဝေချင်တာကဘာကြောင့်အနေနဲ့ခံတဲ့လာလဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့မျှဝေချင်တာဖြစ်ပါတယ်အချို့ကဇိမ်ခံခြင်းလို့အနှိပ်ခံကြတယ်အချို့ကအညောင်းပြေခြင်းလို့အနှိပ်ခံကြတယ်ဒါပေမဲ့အနေနဲ့ခံခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးကတော့အဲ့ဒီနှစ်မျိုးတည်းတင်မဟုတ်ပါဘူးခင်ဗျာအနေနဲ့ခံတယ်ဆိုတာခန္ဓာကိုယ်ရဲ့အသက်သွေးကြောဖြစ်တဲ့အကြောတွေထဲမှာရှိတဲ့သွေးနဲ့လေရဲ့လှည့်ပတ်မှုကိုအရင်တုန်းကလိုမျိုးယခုလက်ရှိအနေအထားထက်တာလွန်ကောင်းမွန်ပြီးတည်လွင်နှုတ်ပြပြီးတော့ခန္ဓာကိုယ်အတွက်အမှန်တကယ်အကျိုးပြုပြီးတော့မရှိမဖြစ်လိုအပ်နေတဲ့သွေးနဲ့လေရဲ့လှည့်ပတ်မှုအရှိန်အဟုန်တစ်ခုကိုရရှိဖို့အတွက်ယခုလက်ရှိအနေအထားကနေပြီးတော့ပြုပြင်ဖန်တီးပြီးရယူလိုက်တဲ့သဘောမျိုးပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်မို့လို့ပဲကျွန်တော်ရဲ့စွမ်းကြော်ကြဆိုတဲ့ဝန်ဆောင်မှုလုပ်ငန်းကိုသွေးနှိပ်လေကိုမျှတစေသောဝန်ဆောင်မှုလုပ်ငန်းလို့အဓိပ္ပာယ်ရတဲ့ Blast and Air Balance Service လို့အမည်ပေးထားရခြင်းဖြစ်ပါတယ်ခင်ဗျာအနှိပ်ခံခြင်းကြောင့်သွေးနှိပ်လေရဲ့လှည့်ပတ်မှုကအရင်တုန်းကထပ်ပိုပြီးတော့ကောင်းမွန်စေလာနိုင်တယ်ဆိုရင်သွေးနှိပ်လေရဲ့လှည့်ပတ်မှုကောင်းမွန်ခြင်းကြောင့်နောက်ထပ်ရရှိလာမဲ့စင်ငယ်အကျိုးရလဒ်တွေကျန်းမာရေးအကျိုးကျေးဇူးတွေကိုနောက်ထပ်လာမဲ့ဗီဒီယိုဖိုင်တွေမှာကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျာဒီဗီဒီယိုဖိုင်မှာတော့ကျွန်တော်အရန်ရှင်းနေမှာဆိုလို့မတင်တော့ပါဘူးခင်ဗျာကျွန်တော်နဲ့ Binance Service ယူဖို့အတွက်ဆိုင်ကိုလာမယ်ဆိုရင်ကြိုတင် booking ဖုန်းဆက်ပေးပါခင်ဗျာ
ကျွန်တော်ရဲ့ဖုန်းနံပါတ်များဖြစ်ကြတဲ့695310838နဲ့98113299ကိုကြိုပြီးတော့ဖုန်းဆက်ပေးပါခင်ဗျာအဲ့ဒီဖုန်းတွေကကျွန်တော်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်များဖြစ်ကြတဲ့အတွက်ကြောင့်Viber လည်းသုံးပါတယ်ခင်ဗျာအပြောင်းလဲလည်းမရှိနိုင်ပါဘူးခင်ဗျာအမြဲတမ်းကင်တဲ့ဖုန်းတွေဖြစ်ကြပါတယ်ဆိုင်ကိုလာရင်ထိုင်ပြီးတော့စောင့်နေရမှာဆိုလို့ပါခင်ဗျာကျွန်တော်ကဧည့်သည်နည်းနည်းများပါတယ်ဆိုင်လိပ်စာနဲ့ဖုန်းနံပါတ်များကတော့အပြောင်းလဲရှိနိုင်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ရဲ့ကိုယ်ပိုင်ဖုန်းများကိုအရင်ဆက်ပေးပါမရတဲ့အခါကျတော့မှစိုင်းပုတ်ကြော်ညာမှာပါတဲ့ဖုန်းနံပါတ်ကိုဆက်ပေးပါခင်ဗျာဆိုင်လိပ်စာကတော့ 64A 110A 111ချမ်းမြသာသီမြို့နယ်မန္တလေးမြို့ဖြစ်ပါတယ်ခင်ဗျာဒါကတော့ဆိုင်ရဲ့ကြော်ညာဆိုင်ပုတ်ပဲဖြစ်ပါတယ်ခင်ဗျာဆိုင်ရဲ့ဖုန်းနံပါတ်ကတော့အဲဒီဆိုင်ပုတ်မှာပါတဲ့အတိုင်းပါပဲခင်ဗျာဆိုင်မှာရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကတော့အခုဆိုင်ပုတ်မှာကြော်ညာဆိုင်ပုတ်မှာပါတဲ့အတိုင်းရဲ့အပြင်ကိုအခြားသောဝန်ဆောင်မှုများလည်းရှိပါသေးတယ်ခင်ဗျာအားလုံးကတော့ကျွန်တော်တို့ကျမ်းမာရေးနှိပ်သက်နာမှာပဲခင်ဗျာကျမ်းမာရေးတည်တတ်ဆိုင်ပါခင်ဗျာမြမရိုးရာတိုင်းရင်းစေးစစ်ဖြစ်တဲ့အကောင်းစားအကျော်ပြေတန်းကြီးလိမ့်စေးအစီကိုလက်ဆောင်ရယူခြင်းသူများအနေနဲ့ကဒီဗီဒီယိုဖိုင်လေးကို like and share လုပ်ပေးပြီးတော့ group 10ခုမှာ share ပေးပြီးတော့ကျွန်တော်နဲ့ဘိုင်လိမ့်စားပြယူမယ်ဆိုရင်ကျွန်တော်က13000တန်အကောင်းစားအကျော်ပြေတန်းကြီးလိမ့်စေးအစီကိုကျွန်တော်ပြန်ပြီးတော့လက်ဆောင်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကြောင့်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲစိတ်တဒုက္ခကာယဒုက္ခနထာနာနှင့်ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ